ခိုင်မာဆုံးသောပြည်တော်စုတွေကဘာအရမှာပြုတ်ကွယ်လျက်ရှိကြသည်အယူစာမျိုးလိုရာဆွဲကတခင်ရဲ့ရှိကြသည်လူမဲကလေးများအဖိုးပွားနဲ့တာတဲ့မိခင်ရတဲ့မအေးရသည်ဤအပြင်မျိုးတော့မကြုံမြင်ဘူးပဲခြေနေရကိုစင်တုံးတကြမည်အနာကအကျိုးကျွဲမျော်ရည်မှကချစ်ချင်းတရားမြဲမည်ဤတော်စုကားတွေမကွဲမပြားပဲနှလုံးသားနဲ့တတိမူကြရင်ရတဲ့အေးရလိမ့်မည်